ငန်းစာအတွက်ပြင်ဆင်ရန်လိုအပ်တဲ့ပစ္စည်းတွေကတော့တမချန်းစာကြောက်တင်မုံဓမ္မမဟုတ် white board တို့ဖြစ်ပါတယ်ကလေးတို့ရေဒီတင်မုံကိုကြည့်ပါရွှေချမ်းချက်ကိုအတူတကွရွတ်ဆိုရအောင်နော်1 2 3ရေရီခေါ်မျိုးကို9ရက်ပတ်လုံးဝိုင်း၍လှည့်ပြီးမှယုံကြည်ခြင်းအပြင်မြို့ရိုးသည်ပြိုလဲ၏ဟေဘရဲခန်းကြီး7ငယ်30ကလေးများကိုအနောက်ဘက်သို့လှည့်ထိုင်စေပြီးရွှေချမ်းချက်မှစလုံးတစ်လုံးသို့မဟုတ်နှလုံးကိုဖြတ်၍၎င်းနေရာတွင်ဆက်ဝိုင်းဝိုင်းထားပေးပါအဲ့ဒီနောက်ကလေးများကိုတစ်ဖန်ပြန်လှည့်စေပြီးပျောက်သွားတဲ့စလုံးကိုသိတဲ့သူကိုခေါ်ပြီးဆက်ဝိုင်းနေရာမှာမှန်ကန်တဲ့စလုံးကိုထည့်စေပါပြီးတဲ့နောက်အတန်းသားများမှယခုထည့်ထားတဲ့စလုံးဟာမှန်လားမှားလားလို့မေးမြန်းပြီးအကယ်၍မှားရင်တော့အခြားကလေးတူကိုလာရောက်ရေးစီပါအဲ့ဒီနေ့တိုင်း3-4ချိန်ပြုလုပ်နိုင်ပါတယ်တစ်ချိန်မှာ3-4လုံးဖြတ်၍တော့၎င်း4လုံးထပ်ပို့ပြီးဖြတ်၍တော့၎င်းပြုလုပ်နိုင်ပါတယ်ကောင်းပါပြီအခုလိုပါဝင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်